တရားဟောတာဘာလို့ဖို့လဲထမင်းစားဖို့ဟောတာမဟုတ်ဘူးအဲ့ဒါသိဖို့ဒီလူတွေအသိဉာဏ်ကိုဟောတာတရားဓမ္မအဘုံကတရားဟောတာမလို့ကြောင်းနေပြီးတာပေါ့ no not for monastery တရားဟောလိုက်တာကြောင်းပြီးဖို့မဟုတ်ဘူးကားစီးဖို့မဟုတ်ဘူးဒကာဓမ္မတွေကြည်ညိုဖို့မဟုတ်ဘူးပတ်စံရဖို့မဟုတ်ဘူးအဲ့ဒီလူတွေဒကာဓမ္မတွေယင်တဲ့ဓမ္မတွေရောက်သွားအောင်အဓမ္မတွေကင်းသွားအောင်ဒီလိုရည်ချက်ဟောတာပြောင်းသွားပြီပြောင်းသွားပြီအပြောရမယ်သားတို့ဒီအိမ်တော်ကြပြီးမိဘတွေဖြစ်လာကဲမသိတာလည်းဘီကိုသူရလည်းဘွဲရတယ်စဉ်းစားရတယ်သူကပထမ A မိဘ A parents A type ငါတို့ကပညာဘွဲတွေရခဲ့တာငါသားလေးနဲ့ငါချွေးမလေးတဲ့သူတို့တွေဘွဲရပြီးတော့မှဘွားကိုရက်တည်နိုင်မှာသူတို့ပညာတက်ခဲ့လို့မင်းတို့လည်းပညာတက်စေချင်မိဘ A အဲကြတော့မင်းတို့အဖွာပညာမတက်ခဲ့ဘူးဈေးအောင်ပြီးတော့မင်းတို့သူပညာမတက်လို့ဈေးတွေရောင်းပြီးအောင်မင်းတို့ပညာတက်စေချင်ဟုတ်ပြီနော်ဘာလဲမတ်တီတာဆေးလေးရောင်းရတယ်ဈေးလေးရောင်းရတယ်ငါသားနဲ့ငါသမီးလေးနှစ်ယောက်ကိုတော့တက်လေးဖြစ်စေချင်ငါတို့ကတော့ဈေးရောင်းဈေးဆိုင်နဲ့မဈေးရောင်းဝင်ငါရောင်းအဲ့ပန်းလို့တော့သားလေးကိုပညာတက်စေချင်အဲ့တော့သူအနက်နာခံတင်လိုက်တယ်ပြီးတတိယမိဘဥကောသန္နာသူ့တမ therapy နဲ့အောင်ပြီးသားနဲ့သမီးကိုငါပညာမတက်ခဲ့လို့ငါပညာတက်လို့ကဘာပတ်ခဲ့လို့ငါလိုပညာတက်ကြီးဖြစ်အောင်မကြည့်ရွယ်ဘူးငါမပညာငါစိုက်ကားနင်းပြီးတော့ငါသားနဲ့ငါသမီးပညာတက်အောင်မကြည့်ရွယ်ဘူးပညာဆိုတဲ့အရာဒီဘဝမှာ this is a good this is a bad this is a wrong this is a right အမှန်အကောင်းဆိုခွဲခြားနိုင်တဲ့လူသားတစ်ယောက်ဖြစ်အောင်သင်ပေးတယ် C ဘယ်မိဘဖြစ်ချင်လဲ A B C ဘယ်မိဘဖြစ်ချင်ဒီအခုမှဗမာပြည်ကဘာတွေများနေလဲ A B မှတ်သွားโอเคဟုတ်လားနော်သမင်းစားဖို့အတွက်ပညာမသင်ဘူးလို့ပြောလိုက်တဲ့ဆရာမစကားကိုဆရာတော်အဲ့ဆရာမတွေပြန်ရှင်းပြလိုက်ဒါပါပဲပါတယ်တို့က A or B C အဲ့တော့တရားဟောလိုက်တဲ့ကမှနာမည်ကြီးမယ်အိတ်ကိုတွေထွက်မယ်ကားတွေစီးရမယ်ကြောင်းတွေရမယ် no တရားဟောလိုက်ခြင်းဒီတရားဆိုတာဓမ္မအဲ့ဒီဓမ္မတွေတိုင်းသားပြည်သူတွေနှလုံးသားတို့ဓမ္မတွေရသွားမယ်ဓမ္မတွေရသွားရင်အဓမ္မတွေနည်းသွားမယ်အဓမ္မနည်းသွားရင်လောကကြီးကตายရမယ်ချမ်းမြေမယ်အဲ့ဒီရွယ်ချက်ဟောပါတယ် not ဘွဲ့အတွက်မဟုတ်ဘူးငွေအတွက်မဟုတ်ဘူးအဲ့ဒါတော့ဒါမင်းတို့စင်ကာပူမှာနေတာစင်ကာပူနိုင်ငံနဲ့ကလေးတွေပညာသင်ပေးလိုက်တယ်ငါ orchid brain မှာငါတဲတာသိနော် orchid လမ်းဒါမှပတ်လေးတေးသေးလေးဟုတ်တယ်နော်တေးသေးလေးအဲ့လေးကအဲ့ဒီ orchid brain hotel ရဲ့ဘေးနားမှာလမ်းကြားလေးကိုနောက် hotel နောက်ထပ်ကိုသွားတာဟောကားမောင်းချတာလေစင်ကာပူကကလေးတွေကတယ်လီဖုန်းပြောနေနေအဲ့ဒီကားဟိုနင်းကိုဒီဟာလေးကိုဖြတ်ဖို့တကူတန်းစီနေတယ်ဦးတဲ့ကောင်အရင်ကတော့နောက်ကကောင်ဘေးနားမှာတန်းစီနေတယ်ဖက်ကနေဖြတ်လိုက်တယ်ဗမာဖြတ်ကနေဖြတ်လိုက်တယ်တရုတ်ဖြတ်ပဲကလာဩဒီကောင်လေးကငကိုတဲ့ဗယံမရာလာတဲ့ကောင်ငါလဲသူတို့လိုပဲဆက်တယ်မဖြတ်ဘူးဗမာကားဖြည်းဖြည်းမောင်းလာတာကားတွေဖြည်းဖြည်းမင်းတို့တွေ့လိမ့်မယ်ငါ orchid break မှာအများနဲ့တဲတယ် orchid မမကြီးဦးတွေ့လာတယ်ဖက်ကနေဖြတ်လိုက်တယ်ဂင်းဥဆိုင်ဟောကားသူကမီးလေးစိတ်နေတယ်လေမီးစိတ်တော့မှကလေးတွေကဖြတ်တယ်သူကအဲ့လိုသင်ပေးတယ်အကြောင်းကမင်းစားကိုသင်ပေးတယ်ဘဝကိုမီးနီနေတာဖြတ်တာမှားတယ်လို့ဒီကောင်လေးခေါင်းထဲမှာရှိတယ်ဗမာနီစိတ်ဖြတ်တယ်ဆိုငပေါ်ပဲဗမာပြောဓမ္မစီကပြောပြီလေအဲ့တော့ကားတွေတွေ့လာကမ္ဘာနိုင်ငံထဲမှာတန်းစီနေတာပဲဘယ်ကောင်မှဖင်မထွက်ဘူးလေအဲ့သင်ပေးလိုက်တာပညာဗမာပြည်ကကောင်ကလမ်းကြည့်တယ်ဗမာဦးသရနဲ့ကိုရိုနဲ့ဟိုနဲ့မှာပါတယ်ဟိုတယ်ထဲမှာထိုင်နေတယ်မန္တလေးကကိုကျော်ဝင်းဆိုတဲ့သူပြီးသူတို့မန္တလေးတို့မန္တလေးဆရာတင်တို့မန္တလေးမြို့မကြီးမန္တလေးပြာထွက်သွားတယ်ပြောတယ်အညာသားတွေသူလည်းရှိသားပဲ orchid break မှာတဲတာဆိုတော့တက်ရက်ဒေါ်လာ400စားအကုန်ပြည့်စုံရှိတယ်ဟုတ်တယ်လေမန္တလေးကစင်ကာပူလေရင်တရက်ပြန်တာအဲ့ဆိုပါလေတစည်းလုံးညာသားတွေမန္တလေးသားတွေကိုကျော်ဝင်းဆိုရပါတယ်ဥဒ္ဒရပါတယ်ထိုင်းနတ်ထောင်အမေမသိတာအမေဒီရက်နဲ့လူရဝိုင်းကြည့်စားတော့ဆိုင်ဟောလေဖိုးထောင်လက်ဖက်လေးနဲ့ငပိရွနဲ့ငချောက်မင်းကအဖွားပြောတယ်လေအမေရိကကိုသွားပြီးတော့ဘာဖြစ်လို့ဖိုးထောင်လက်ဖက်တောင်းတာသမီးတို့ပညာတွေပေးနေပြီအဲ့ဒါယူရအောင်တော့ဆိုလူတွေဝိုင်းကြည့်တယ်အဲ့ဒါဆိုရင် orchid break မတဲနဲ့လေဖုန်းကြောင်တဲလေငချောက်နဲ့လက်ဖက်စားခြင်း
လာတဲ့တော့ orchid break တဲပြီးတော့မှတယ်လီဖုန်းကြီးနဲ့អော်တာဟုတ်တယ်နော်အဲ့ဒါတော့ဂုံယူတယ်နိုင်ငံခြားကိုသွားပြီးကိုယ်နိုင်ငံငပိတွေနဲ့စားတာဂုံယူငါကရန်ကုန်ကနေတော့နယ်သွားတယ်အဲ့ဒီနယ်ဒေသထွက်တဲ့အစားအစာလေးငါစားတယ်အဲတော့ဒီရွှေပစုံကမုတ်တွေမဝယ်ခဲ့တယ်ပြောတယ်ရွှေပစုံကမုတ်နေတိုင်းစားနေတာလေဆိုတော့အဲ့လိုအဲ့ဒီအပိုစာသားပြောတော့လူတွေကကြိုက်တယ်ဟောလားဘုန်းကြီးတစ်ပါးနဲ့ငါနဲ့ကဂျာမနီတန်ရုံတက်နေတယ်ဝင်တာတက်နေတယ်ရက်ချရင်ထားတော့သူလည်းဝင်တယ်ငါလည်းဝင်တယ်မတိမ်မင်းရောက်သွားတာငါနည်းနည်းစောတယ်တော့ကျတော့အဲ့ဒီဒေါ်နီနီတဲ့အပြူကြီးဖုံဖုံနဲ့ဒီပြီးတော့ဖုံဖုံကမွင်းကားကြိုက်တယ်ဆိုလို့ဒီပြီးတော့မွင်းကားလည်းဒီမှာလေးစိမ့်ပါတယ်လေးစိမ့်နားမှာကတ်မယ်တဲ့ငါ့ကိုပြောတယ်ဆိုတော့ဂျာမနီကဂျာမနီမှာအစားအစာပါလဲဆိုတော့တာကီတို့ဂရီတွေကလာတက်လာဟိုချက်သားလုံးကြီးတွေဝတ်သားလုံးကြီးတွေအဲ့ဒါလေးတို့လေအာလူတွေနဲ့တက်လာလဲနေတာတက်လာကင်တွေ့တော့လားကင်တာလေဝတ်ချက်သားတွေကိုအထက်လဲအဲ့ဒါလုံးမျိုးကြီးငါဆက်ချက်တယ်အဲ့ဒီငါအဲ့ဒါလေးကတ်ပါတယ်မွန်းကမဖုံးပေးခြင်းဘူးလားဖုံးပေးခြင်းဘူးအားရတ냐အိပ်ပဲရှိသေးတယ်ဒကာရမရဲ့တဘာဝကိုပြောမဟုတ်ဖုံးနေရတဲ့ဝင်းကားကိုလွမ်းလို့တယ်လိန်နာလားအမှန်ပြောတာတွေ့ချင်းဟမ်သူဘယ်တော့ရောက်တာလဲတနေ့တည်းဒီဝင်းထဲကိုဝင်တာဝင်းကားလွမ်းတယ်ဆိုတာတနေ့ပြည့်သွားတယ်โอเคမင်းအမေက9လโอเคမနေ့ကမှတ냐အိပ်တယ်မွင်းကားလွမ်းတယ်ဆိုတာမှန်လားဒါအဲ့ဒီကမှလည်းကြိုက်တယ်ဖုံးတော်ကြီးငါတော့ကြောင်ပြောတယ်မလွမ်းဘူးလို့ပြောနေတိုင်းစားတယ်ခုနကမှစားပြီးသွားပြီမလွမ်းဘူးလို့ပြောတယ်အဲ့တော့အပူတွေပြောတာကိုဒီဒကာဓမ္မတွေကလည်းကြိုက်တယ်ဒီကိုတွေကလည်းအဲ့လိုအပူပြောတယ်သူတို့ရှိတယ်ပြောတယ်မစားချင်ဘူးပြောတယ်ဥရောပစားမှာဘောကမင်းတလနေပြန်လာမှလေကွာအဲ့ဒါမွေးငါးလေးလွမ်းလို့ပါငပိလေးကစွန်းကြောဒါတမင်ကပြောတာလေအဲ့တော့အသိဉာဏ်နဲတဲ့လူတွေနဲ့အဲ့သားတို့သိဉာဏ်ရင်းရလေးနဲ့ကိုးဝယ်တာပဲဖြစ်ဖြစ်နော်စိကတ်တာပဲဖြစ်ဖြစ်သိဉာဏ်နဲ့မြင့်လေးတာလေကိုတို့လည်းကြိုက်မှကြည်ညိုမကြိုက်ရင်လည်းနေနော်တရားနဲ့အပူတွေပြောအဲ့ဒါဖုံဖုံနေရတယ်ဒီကမကြီးမွေးငါ့ကိုလွမ်းနေတာဟာလိန်တာ तू ကပြောလိုက်မယ် तू မွေးငါကတဲ့လားကိုသားတို့ငါတက်တာဟောနေရှိလားအဲ့ဒါလေးကိုလှုပ်လိုက်တယ်ဟိုတော့အချောက်ကလေးဘာလဲမြောင်းမြတ်တော်ချိုးရဲ့အချောက်အရည်လေးကိုလှုပ်လိုက်တယ်အဲ့ဒီမုတ်ဖက်ကိုပြန်နှွေးတယ်မူလဟာနဲ့ဘယ်သူကကောင်းတော့လဲအဲ့ဒါပဲအဲ့တော့အဲ့ဒီအပူတွေကိုဘာလို့မင်းတို့ကြိုက်တာလဲလို့အသက်လုံးပဲငါတို့ကဒီအပူစာသားတွေကြိုက်လာတယ်သစ္စာမဖြစ်တော့ truth မဖြစ်တော့အယံမေဝါဒီရောထင်ကြီးကောမက်ကောတဲ့သစ္စာဒီအရိယဖြူစင်တယ်တဲ့ကောင်းမြတ်တယ်တဲ့အပြစ်ကင်းတယ်နှစ်မျိုးဖြစ်သွားတယ်အရိယရဲ့အနာရိယအရိယမြတ်စွာဘုရားဒီကောင်းလေးကိုငါလိုတော့စကားမကြမ်းတော့ခတ်တုံးကောင်းလေးခက်ညံ့ညံ့ကောင်းလေးမပြောတော့လူနှစ်မျိုးရှိတယ်အရိယအနာရိယအာရိယတော့အရိယ means noble people နာရိယ ignoble people ကြိုက်တာကြွေးignoble people ဆိုတဲ့ပုဂ္ဂိုလ်တွေကအရိယာမှုတဲ့ပုဂ္ဂိုလ်တွေမဖြူစင်ဘူးမကောင်းမြတ်ဘူးညစ်ပတ်တယ်ညစ်ပတ်တဲ့လူတွေတမှာအာရမတွေရှိတယ်ဖြူစင်တဲ့လူတွေရှိမှတွေးတွေမှန်တယ်သိတွေမှန်တယ်သမာဓိဋ္ဌိလားပါတယ်လေ right understanding အသိမှန်သွားရင် right thoughts တွေးမှန်သွားဟေးအဲ့ဒါကိုဝိဇ္ဇာလို့သုံးတယ်မှတ်ခဲ့ပါတယ်လေအသိဉာဏ်လန်းဆိုတော့သမာဓိဋ္ဌိရဲ့တမာသင်္ကပ္ပရဲ့ဝိဇ္ဇာမဲ့ခင်လမ်းတော့လမ်းပဲတော့ဗာလဲအသိနဲ့လျှောက်တာသမာဝါစာသမာကမ္မနာကျန်တဲ့ right speech တွေခုနပြောတဲ့တတိတွေတမာဓိတွေက तू ကစရဏမဲ့ခင် तू ကလမ်းလျှောက်တာအဲ့တော့ဝိဇ္ဇာမဲ့ခင်ကမျက်လုံးစရဏမဲ့ခင်က6တော့သားတို့မှာမျက်လုံးလည်းရှိရမယ်6တော့လည်းရှိရမယ်မျက်လုံးရှိပြီးတော့ကြည့်ပြီးတော့လမ်းမလျှောက်ရင်လိုရမရောက်မျက်လုံးကမ်းပြီးတော့လမ်းလျှောက်လို့ရှိရင်ထိကျင်တာဒီတိုက်ကျင်တာတိုက်တယ်ဒါဖြင့်မျက်လုံးမရှိခြင်းသည်ဘာသာရေးမရှိခြင်းနဲ့တူတယ်ဟုတ်ပြီနော်လမ်းမလျှောက်ခြင်းသည်သိပ္ပံနည်းမကြောက်ဒါဖြင့်သူကသိပ္ပံနည်းလည်းကြာရမယ်မျက်လုံးနဲ့ဘာသာရေးလည်းရှိရမှာခေတ်က so religion is without its science blind ဘာသာရေးမှာသိပ္ပံနည်းမကြရင်ကန်းတယ်ဟောလားမျက်လုံးမရှိတော့